အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တကယ်စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တစ်ခုပါကျွန်တော်တို့ရဲ့နေ့စဉ်အစိုးလုံးနေတဲ့ပုံစံကိုအခြေခံကစားပြီးဘလို့အကြီးကျယ်ပြောလိုက်ပြင်မလဲဆိုတာကိုလေ့လာသွားကြမှာပါစဉ်းစားကြည့်ပါနေ့ပညာတွေဒီလိုတိုးတက်နေတဲ့ခေတ်ကြီးမှာအရင်တော့ကပုံစံဟောင်းတွေနဲ့ပဲဆက်သွားနေမယ်ဆိုရင်ကိုယ့်ရဲ့အဖိုးတန်အချိန်တွေစွမ်းရည်တွေအလကားဖြုံတိရမြောက်ပေဘူးလားဒါကြောင့်ဒီနေ့မှာ AI ကိုသုံးပြီးအလုပ်ချိန်တွေကိုဘလို့ပြန်ရယူမလဲဆိုတာကြည့်ကြရအောင်ကဲဒီချီနေလေးကိုအားလုံးပဲခဏလောက်မြင်အောင်ကြည့်လိုက်အောင်ဗျာညနေ9:00 နာရီထိုးသွားပြီကိုကွန်ပျူတာမှာကြည့်လိုက်ရင် browser tab တွေကအခု20လောက်တန်းစီပြီးဖွင့်ထားတော့ email တွေကလည်းအများကြီးဝင်နေတော့ပဲလေကိုကသာပင်ပန်းပြီးလူရောစိတ်ရောနှုံးနေပြီဒါပေမဲ့စိတ်ထဲမှာငါဒီနေ့တကယ်ရောအရာရောက်တဲ့အလုပ်တစ်ခုခုပြီးသွားရလားဆိုပြီးတွေးမိတဲ့ချီမျိုးတွေရှိခဲ့ဘူးတယ်မဟုတ်လားဒါဟာခေတ်သစ်လုပ်ငန်းခွင်မှာကျွန်တော်တို့အားလုံးနှိပါကြုံတွေ့နေရတဲ့အဖြစ်တစ်ခုဖြစ်နေပါတယ်တကယ်တော့ကျွန်တော်တို့တွေအများစုကအလုပ်များတာနဲ့အလုပ်တင်တာကိုတော်တော်လေးရောထွေးနေတတ်ကြတယ်။အီးမေးလ်တွေတစ်ဆောင်ပြီးတစ်ဆောင်ထိုင်ပြနေရတာစည်ရင်းစရာတွေဖော်မချနေရတာတွေကတကယ်တော့အရင်အလုပ်များပြီးပင်ပန်းပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဓာတွေကအောင်မြင်မှုကိုပေးစွမ်းနိုင်တဲ့အလုပ်တွေမဟုတ်ပါဘူး။ကျွန်တော်တို့လက်ရှိဖြတ်တန်းနေတဲ့အတီးပညာအခြေပြုစီးပွားရေးခေတ်ကြီးမှာတကယ်တမ်းဘူးရှိတာကပါလေဒီလား။မန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တာမဟာဗျူဟာတွေဆွဲနိုင်တာနဲ့တီထွင်ဖန်တီးမှုတွေလုပ်နိုင်တာပဲဖြစ်ပါတယ်။ဒီတော့ဒီနေ့မှာအဓိကအပိုင်း၅ပိုင်းနဲ့ဆွေးနွေးသွားပါမယ်နံပါတ်1အနေနဲ့အလုပ်စ조사မှုရဲ့1006ဆိုတာပါလေနေ့အနေနဲ့ AI ကိုအလုပ်တင်တယောက်လို့ဘယ်လိုခိုင်းရမလဲသုံးကတော့နေ့စဉ်ဒုက္ခပေးနေတဲ့ email တွေကြားကနေဘယ်လိုရုံးထွက်မလဲလေးကအစင်ခံစားရီအဆုဖြူလာတော့အလိုလျောက်ဘယ်လိုရေးခိုင်းမလဲပြီးတော့နောက်ဆုံးအနေနဲ့အစည်းအဝေးကိုဘယ်လို short ချစီမံမလဲဆိုတာတွေကိုအစစ်စစ်သွားကြပါမယ်ကဲပထမဆုံးအပိုင်းဖြစ်တဲ့အလုပ်စ조사မှုရဲ့1006ဆိုတဲ့အကြောင်းအရာလေးကနေစလိုက်ကြရအောင် AI နည်းပညာအသစ်တွေကိုမသုံးခင်မှာအရေးကြီးဆုံးကကျွန်တော်တို့ခေါင်းထဲမှာနှစ်ပေါင်းများစွာဆွဲမြဲနေတဲ့အလုပ်လုပ်ပုံအဟောင်းတွေကိုအရင်ဆုံးမဲ့ဖြစ်လိုက်ဖို့ပါပဲဒီလိုစဉ်းစားကြည့်ပါဗျာ AI ခေတ်ကြီးမှာ AI ကိုမသုံးမဲ့အလုပ်လုပ်နေတာဟာတခြားလူတွေကမြေတူးဆက်ကြီးတွေထုံးပြီးအလုပ်လုပ်နေချိန်မှာကိုကဇွန်လေးတစ်ချောင်းနဲ့မြေကြီးလိုက်တူးနေသလိုပါပဲကျမတို့ကြကိုယ်တိုင်အားဆိုင်ထုတ်နေရတာနဲ့ဤပညာကိုအသုံးချရတဲ့ကွာခြချက်ကအဲ့လောက်တောင်ကြီးမားတာပါဥပမာလေးတစ်ခုပြောပြမယ်marketing manager ကိုမောင်ဆိုရင်ဒီ EU စားလေးကိုပြောင်းလဲအသုံးပြုလိုက်တာနဲ့တင်အရင်က3ရက်လောက်အချိန်ပေးရတဲ့ content plan ရေးဆွဲတာကို3နာရီထိနဲ့အပိတက်ထောင်းလိုက်ခဲ့ပါတယ်ဒါဟာအလုပ်ကိုပိုးပြီးပင်ပန်းလုပ်လိုက်တာမဟုတ်ပါဘူးအလုပ်လုပ်ပုံကိုစက်မှတ်ကြပြောင်းလဲလိုက်တာပါအခုဒုတိယပိုင်းကိုဆက်သွားမယ်เนาะဒီပိုင်းကတော့ခေတ်သစ်နည်းပညာတွေကိုထိထိရောက်ရောက်အသုံးပြုနိုင်ဖို့အတွက်အရေးကြီးဆုံးစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုလို့တောင်ပြောလို့ရပါတယ်အဲ့ဒါကတော့ AI ကိုအလုပ်သင်တယောက်လို့သဘောထားပြီးခန့်အပ်ဖို့ပါပဲဆိုတာက AI ကိုရိုးရှင်းတဲ့ Google Search Engine တခုလိုမျိုးသွားမမြင်ပါနဲ့သူကိုဆွဲဆောင်ရပြီး Harvard တက္ကသိုလ်ကနေပွေရထားတဲ့အလုပ်သင်လေးတယောက်လိုမြင်ချိလိုက်ပါသူကအရန်တော်တယ်ဒါပေမဲ့အတွေ့အကြုံတော့တိတ်မရှိသေးလို့ပေါ့ဒါကြောင့်တိကျတဲ့ညွှန်ကြားချက်တွေနောက်ခံအကြောင်းအရာတွေကိုတော့တေချာပေးဖို့လိုပါတယ်သူကိုဒီလိုမျိုးအလုပ်သင်လေးတယောက်လိုသဘောထားလိုက်တာနဲ့တင်ကျွန်တော်တို့ရဲ့အခန်းကဏ္ဍကကိုယ်တိုင်အစဆုံးလိုက်လို့ရတဲ့အလုပ်သမားဘဝကနေသူ့အလုပ်တွေကိုစစ်ဆေးလမ်းညွှန်ပေးရတဲ့ reviewer ဘဝကိုအလိုလိုပြောင်းလဲသွားပါလိမ့်မယ်ကဲဒါဆိုရင်ဘယ် AI ကိုရွေးသုံးမလဲလောလောဆယ်နာမည်အကြီးဆုံးဖြစ်နေတဲ့ Big 3ကိုကြည့်လိုက်ရအောင် ChatGPT ကတော့မဟာဗျူဟာတွေဆွဲဖို့ idea တစ်တွေထုတ်ဖို့အတွက်အကောင်းဆုံးဆွဲဆောင်ရပညာရှင်တစ်ယောက်ပါ Claude ကျတော့စာရှည်ကြီးတွေကိုတွေရေးဖို့အတွက်အရန်ကိုလူသားဆန်တဲ့ဒေချာစဉ်းစားတဲ့စာရေးဆရာနဲ့တူပါတယ်Gemini ကတော့ Google ကအချက်လက်တစ်တွေရှာဖွေဖို့အတွက်အလွန်တော်တဲ့သူတည်တယောက်လိုအလုပ်လုပ်ပေးပါတယ်လုံကောက်ခွင်မှာကိုလိုရမယ့်အလုပ်ပေါ်မူတည်ပြီးကျွမ်းကျင်သူအသီးသီးကိုတာဝန်ခွဲဝေပေးတယ်လို့မျိုးပေါ့မှန်ကန်တဲ့ကိရိယာကိုရွေးချယ်တတ်ဖို့အရန်အရေးကြီးပါတယ်ထူးချွန်တဲ့အလုပ်တင်လေးကိုအလုပ်ခိုင်းတော့မယ်ဆိုရင်တိကျတဲ့ formula တစ်ခုတော့လိုလာပြီပေါ့အခုပြောပြမယ့်အချက်၄ချက်ကတကယ်ကိုအတက်ပါပဲ AIC ကနေကိုလိုချင်တဲ့အဖြေရဖို့အတွက်သူ့ရဲ့ဇက်ကောင်နောက်ခံအခြေအနေလောက်ရမယ့်အလုပ်နဲ့ကန့်တက်ချက်ဆိုတာတွေကိုရှင်းလင်းပြရပါမယ်ဥပမာဗျာHR manager မလိုက်ဆိုရင်ဒီ formula ကိုအတိအကျသုံးလိုက်တယ်အဲ့ဒီမှာတင်ရိုးရှင်းလှတဲ့အလုပ်ခေါ်စာတွေကနေသူတို့ company ယဉ်ကျေးမှုနဲ့ကိုက်ညီပြီးလူတွေကိုတကယ်ဆွဲဆောင်နိုင်တဲ့အလုပ်ခေါ်စာတွေဖြစ်အောင်ချက်ချင်းပြောင်းလဲသွားခဲ့တာပါလုံးဝကွာထားသွားတာနော်အခုဆိုရင် AI ကိုဘယ်လိုချင်းကိုက်ရမလဲဆိုတဲ့အခြေခံသဘောတရားကိုရသွားပြီဆိုတော့လက်တွေ့လုပ်ငန်းခွင်ပြဿနာတွေကိုစတင်ဖြေရှင်းကြည့်အောင်အပိုင်းထုံးနေတဲ့တနင်္လာနေ့မနက်ခင်းတိုင်းကြုံရလိမ့်ရှိတယ်မဖတ်ရတဲ့ email အများဆိုတဲ့အိမ်မဆိုးကြီးရဲ့နေဘယ်လိုလုပ်မြောက်မလဲဆိုတာကြည့်လိုက်ကြစို့ email ပြန်ရတာအချိန်ရန်ကုန်တာပါလို့စဉ်းစားကြည့်ဘူးလားစာရိုက်နေလို့မဟုတ်ပါဘူးဘာစာလုံးသုံးရမလဲဆိုပြီးအကြိုက်ထိုင်စဉ်းစားနေရလို့ပါနီလန်တက်မှာဆိုရင်တော့ကျွန်တော်တို့ကအဓိကအချက်လေးဒီ bullet points တွေကိုပဲရေးပေးလိုက်ပြီး AI ကိုစာစီခိုင်းလိုက်အောင်ပါပဲစက္ကန့်30လောက်ပဲကြာတာပါ
ဒီလိုလုပ်လိုက်တာဟာအထူးသဖြင့်စိတ်တော်နေတဲ့ customer တွေကိုရင်းရင်ကြီးကြီးစားပြန်ရတဲ့ကမျိုးတွေမှာကိုယ့်ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာပြင်ပနွမ်းနယ်မှုတွေကိုအများကြီးတက်တာသွားစီပါတယ် နောက်ထပ်ခေါင်းကိုက်စရာတစ်ခုကလူတွေအများကြီးအပြန်လန်ပို့ထားတဲ့ email အခြေကြီးတွေပါပဲအစနဲ့အဆုံးထိလိုက်ဖတ်မနေပါနဲ့တော့ email တစ်ခုလုံးကို copy ကူ AI ထဲထည့်လိုက်ပါပြီးရင်အနစ်ချုပ်ခိုင်းအောင်တာမကပဲဘလူကဘာတာဝန်ယူရမယ်ဆိုတာကိုပါတိတိကျကျဆွဲထုတ်ခိုင်းလို့ရပါတယ်မိနစ်20လောက်အချိန်ပေးဖတ်နေရမယ်အစားစက္ကန့်ပိုင်းအတွင်းမှာတင်ကိုဘာလို့ရမယ်ဆိုတာကိုချက်ချင်းသိသွားပြီလေအရာမိုက်တယ်မို့လား ဒီနီလန်းနေဘလောက်ထိရောက်တယ်လဲဆိုတာကိုဒီကနေ့လေးတစ်လုံးနဲ့နေပြောပြလို့ရပါတယ်မိနစ်40ပါ Sales Manager ကိုရဲဟာဒီနီလန်းတွေကိုစတင်သုံးဆွဲပြီးတဲ့နောက်မှာနေ့တိုင်း email တွေဖြည့်ရှင်းဖို့3နိုင်လောက်အချိန်ပေးနေရတဲ့ဘဝကနေမိနစ်40ဆိုတဲ့အချိန်တိုလေးအသွေးအပိတတ်နိုင်သွားခဲ့ပါတယ်ဒါတက်ကဲကိုကြီးမားတဲ့မြင်သာတဲ့အပြုံးလေးတစ်ခုပါပဲ ကဲနောက်ထပ်အလုပ်ဝင်အခက်အခဲတစ်ခုစီဆက်သွားကြမယ်အပိုင်းလေးပါတောကြနဲ့ညာနဲ့၄နာရီလောက်ကြီးမှရွေ့ရအစီရင်ခံစာခြေကြီးတောင်းခံကြတဲ့အိမ်မက်ဆိုးကိုဘလို့အလွယ်တကူကြော်ဖြတ်မလဲဆိုတဲ့အပိုင်းဖြစ်ပါတယ် စာတပုတ်ရေးတော့မယ်ဆိုရင်အခက်ဆုံးကပါလဲဆိုတော့စာရွက်အလွတ်ကြီးကိုကြည့်ပြီးဘယ်ကစရေးရမလဲဆိုတာစဉ်းစားနေရတာပါပဲဒါပေမဲ့ဒီအဆင့်ထုံးစင်ကိုတုံးလိုက်ရင်အကုန်လုံးအလွတ်အလျောက်ဖြစ်သွားပါပြီပထမဆုံး AI ကိုဖွဲ့စည်းပုံဒါမှမဟုတ် outline အင်ဆွဲခိုင်းပါပြီးရင်ကိုရထားတဲ့အချက်လက်အကျဉ်းတွေကိုအဲ့ထက်ထည့်ပေးလိုက်ပါနောက်ဆုံးကြမှာ AI ကိုအဲ့ဒီချက်လက်တွေကနေဆွဲဆောင်မှုရှိတဲ့ silent ပုတ်လို့တက်တက်လာပါတဲ့ professional စာပိုက်တွေဖြစ်အောင်ပြောင်းလဲခန့်လိုက်အောင်ပါပဲလွယ်လွယ်လေးနော် ဒါပေမဲ့ဒီနေရာမှာအလွယ်အရေးကြီးတဲ့အချက်လေးတစ်ခုတော့တတိပြုရပါမယ်ကိုယ့်ရဲ့ AI အလုပ်သင်ကဘယ်လောက်ပဲတောနေပါစေအဆုံးသက်အရေးသွေးကိုစစ်ဆေးရမှာကတော့ကိုယ့်တာဝန်မှာဖြစ်ပါတယ် AI တွေကတခါတလေတကယ်မရှိတဲ့အချက်လက်တွေကိုယုံကြည်ရလောက်အောင်ဖန်တီးရတတ်တဲ့အချင်းရှိပါတယ်ဒါကြောင့်လီယန်တရှင်က auto balance စနစ်နဲ့မောင်းထားတဲ့ဆိုပေမဲ့လီယန်မှုနေရာကနေလမ်းကြောင်းမှလေတံမောင်းမှကိုတော့ကိုယ်ကအမြဲတမ်းစစ်ဆေးရမှာဖြစ်ပါတယ် ဒီလိုအလော်လျောက်စာရေးသားတဲ့စနစ်ရဲ့စွမ်းအားကိုတက်တည်ပြနိုင်တဲ့အချိန်မာနာကတော့နန္ဒာကြီးပဲဖြစ်ပါတယ်စီဝါရဲ့အတိုင်းပဲခံမတီးတာဟာပုံမှန်အဖြစ်3ရက်လောက်အချိန်ပေးရတဲ့အရန်ကိုစိတ်ဖိစီးစရာကောင်းတဲ့အစီရင်ခံစာရေးသားခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို AI ရဲ့အကူအညီနဲ့နန္ဒာရဲ့အတွင်းအန်တော်ဝေယအပိတက်နိုင်ခဲ့ပါတယ်အချိန်တွေအများကြီးတက်တာတော့ကိုလုပ်ငန်းရဲ့မဟာဗျူဟာပိုင်းကိုပို့ပြီးအာယုံဆိုင်စဉ်းစားလာနိုင်လားပေါ့ โอเคအခုဆိုရင်နောက်ဆုံးပိုင်း9 feet တဲ့နီးဗျူဟာကဏ္ဍကိုရောက်လာပါပြီယုံနေမှာအချိန်အခုံဆုံးနဲ့အများစုအတွက်ခေါ်ကက်ရဆုံးဖြစ်တဲ့အစည်းအဝေးလေးကိုဘယ်လို short ချစီမံမလဲဆိုတာကိုကြည့်ကြပါစို့ email တစ်စောင်ပို့လိုက်ရင်ရမယ့်ကိစ္စကိုဘာလို့အစည်းအဝေးခေါ်တာလဲလို့တွေးမိတဲ့အချိန်တွေရှိဘူးတယ်မဟုတ်လားအဲ့ဒါမျိုးတွေကိုရှောင်လွှဲနိုင်ဖို့အတွက်အစည်းအဝေးမစခင်ကတည်းက AI ကိုသုံးပြီးတိကျတဲ့အစီအင်းတစ်ခု agenda ကိုအရင်ဆွဲခိုင်းလိုက်ပါအချင်းကိုပါတိတိကျကျသတ်မှတ်ထားတဲ့ agenda ကိုကင်ဆောင်ထားမယ်ဆိုရင်စကားတွေအများကြီးလမ်းကြောင်းလွဲချော်သွားတာတွေကိုတားဆီးနိုင်ပြီးအစည်းအဝေးကိုအချင်းတော်အသွင်းမှအပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်ပါတယ် အစည်းအဝေးလုပ်နေတော့မှလည်းစာအုပ်ချိကင်ပြီးကိုယ်တိုင်လိုက်မှတ်နေစရာမလိုတော့ပါဘူး။အခုဆိုရင် AI အထံဖန်ကရိယာတွေကိုတုံးပြီးအစည်းအဝေးပြတာနဲ့ဆုံးဖြတ်ချက်တွေရှေ့ဆက်လွယ်မဲ့အရာတွေပါဝင်တဲ့မှတ်တမ်းကိုအလိုအလျောက်ရေးသားခိုင်းလို့ရနေပါပြီ။ဘသူကဘာလို့ရမလဲဆိုတဲ့တာဝန်တွေကိုနာမည်နဲ့တက်ကွာရှင်းရှင်းလင်းလင်းဖော်ပြပေးနိုင်တဲ့အတွက်ဘသူမှကိုတာဝန်ကိုမေးထွာတာမျိုးတာဝန်ရှောင်းတာမျိုးလုပ်လို့မရတော့ပါဘူး။ ဒီလိုတိကျတေးချတဲ့နီလန်ဒီကြောင့်ဖြစ်ပေါ်လာတဲ့ရလက်ကတကယ်ကိုအံမခံပါပဲ Project Manager ကိုအောင်ရဲ့ဖွဲ့ဆိုရင်တပတ်ကိုအစည်းအဝေးထိုင်ခြင်း15နာရီရှိခဲ့ရကနေ10နာရီထိချက်ဝက်နေပါ short ချနိုင်ခဲ့ပါတယ်အဲ့ဒီပြင်အဖွဲ့တစ်ခုလုံးရဲ့ကုန်ထုတ်စွမ်းအားကလည်း40ရာခိုင်နှုန်းထိတိုးတက်လာတာကိုတွေ့ရပါတယ်ဒါရှင်းလင်းတဲ့ဆက်သွယ်ရေးနဲ့မှန်ကန်တဲ့နီးပညာအသုံးချမှုတဲ့စွမ်းအားပါပဲ ကဲဒီနေ့တင်ဆက်မှုလေးတွေကိုဒီမေခွန်းလေးနဲ့ပဲညီကုန်းချုပ်ချင်ပါတယ် browser tab 10လောက်ဖွင့်ထားရတဲ့ဝင်ကဘာခီထဲကနေရုံထပြီးကိုယ်ပိုင်အလုပ်ချိန်တွေကိုတကယ်ပဲပြန်လဲရယူဖို့ချိန်တန်ပြီလားပင်မနွမ်းနယ်စရာကောင်းပြီးအကျိုးမရှိတဲ့အလုပ်ချမ်းတွေကိုစွန့်လွတ်လိုက်ပါကိုယ်ပိုင် AI အလုပ်တွင်တယောက်ရဲ့အကူအညီနဲ့မိမိရဲ့အဖိုးတန်အချိန်တွေကိုအကျိုးရှိရှိပြန်လဲသုံးချဖို့ဆုံးဖြတ်လိုက်ကြရအောင်အားလုံးပဲပုံမထီရောက်ပြီးစမတ်ကြတဲ့လုပ်ငန်းခွင်တစ်ခုကိုတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်